လာပါရှင်ကျမနာမည်ကနိုင်ရမြတ်ပါကျမကလက်ရှိရှမ်းတိုင်းတိုင်းများဒီမိုကရေစီအဖွဲ့ချုပ်တောင်ကြီးမြို့နယ်ရဲ့အတွင်းရေးမှူးတာဝန်ယူထားတဲ့ဒုတိယဖြစ်ပါတယ်ရှင်နောက်ပြီးအခု2020အထွေထွေရွေးကောက်ပွဲမှာတောင်ကြီးမြို့နယ်ပြည်နယ်တော်မဲဆန္ဒနယ်အမတ်တကနေပြီးတော့ကျမတို့ပါတီကိုစားပြုကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ရှင်းပြအရွေးခံတော်မှာဖြစ်ပါတယ်ရှင်ကျမကတောင်ကြီးမြို့ဇာတိဖြစ်ပါတယ်ရှင်လက်ရှိကျမတက်က26နှစ်ရှိပါပြီကျမကမြို့ပြအင်ဂျင်နီယာနဲ့အကြောင်းပေးထားတဲ့လူဖြစ်ပါတယ်။ကျမကနိုင်ငံရေးအလုပ်ကိုစပြီးတော့မှဝင်မရောက်လာခင်ကြပါတော့။ကျမပရာဟိတလုပ်ငန်းတွေလူမှုရေးလုပ်ငန်းတွေကိုကျမဒီအားကျုံမတက်ဆောင်ရွက်ခဲ့တဲ့လူဖြစ်ပါတယ်။ဒီပရာဟိတလုပ်ငန်းတွေဆိုရင်မိဘမဲ့ကလေးချောင်းသွားတာတို့ဘိုးဘွားဟိတသွားတာတို့တကယ်ရှင်းစုပါမယ်အလူလုပ်တာမျိုးတွေကျမတို့လုပ်ခဲ့ကြပါတယ်။နောက်ပြီးကျမတို့ဒီတစ်ပင်ဆိုင်တာဒါမှမဟုတ်ဘူးအမိုက်ကောက်တာမျိုးတွေကျမတို့အကြောင်းပတ်ဝန်းကျင်တက်ရှင်တရအောင်လုပ်တဲ့ပြုမှုမျိုးတွေဒါမှကျမ prestige short ချာကြီးအတွက်လုပ်တဲ့ campaign တွေဒါမျိုးကျမအများကြီးလုပ်ဖြစ်ခဲ့ပါတယ်။အားကြောင့်မို့ကျမနိုင်ငံရေးစလုပ်ဖြစ်ခဲ့လေဆိုရင်2019မှာကျမ SSSN1 လို့ခေါ်တဲ့အကြောင်းကိုကျမ3လကြာတက်ရောက်ခဲ့တယ်ပေါ့နော်။ဒီ social justice နဲ့ပတ်သက်ပြီးတော့မှပိုပြီးလဲတည်လာတယ်။နောက်ပြီးတော့ကျမတို့ဒီ social justice program မှာပဲတင်တဲ့ human rights ပါရတဲ့နောက်ပြီးတော့မှကျွန်တော် Burma history လို့ခေါ်တဲ့ဒီမြန်မာနိုင်ငံတမိုင်းကြောင်းတွေပေါ့နော်ဒီတမိုင်းကြောင်းတွေတည်လာပြီးနောက်မှာကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိပကတိအခြေအနေကဘာပဲဘယ်လိုဖြစ်နေရဲဆိုတာကျွန်မကွယ်ပြပြထင်ထင်ရှားရှားကျွန်မစီမှာတည်သွားတယ်နောက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဒီပြည်ပဟာတွေလူမျိုးစုရှင်ပေါ့နော်အထင်မြင်လွဲမှားမှုတွေနောက်ပြီးတော့မှတယောက်ဒီအနိုင်ကျင့်စော်ကားမှုတွေမတူပွဲများမှုတွေကျွန်မတွေ့လာရတဲ့အချိန်မှာကျွန်မစီမံနိုင်ငံရေးလုပ်ဖို့ပိုပြီးတွန်းအားဖြစ်လာစေတယ်အဲ့ဒီစိတ်ကြောင့်မို့ကျွန်မကဒီပြည်ထောင်စုကြီးကိုတည်ထောင်တဲ့နေရာမှာ Federal စနစ်ကိုအလေးပေးထားတဲ့ Federal စနစ်ကိုပဲဦးတည်ပြီးတော့မှအခြေခံ base လုပ်ထားတဲ့ကျွန်တော်တို့ရဲ့ရှမ်းတိုင်းတိုင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုရွေးချယ်ခင်ရရှင်ဖြစ်ပါတယ်ရှင်ကျမကိုယ်တိုင်ကလည်းလူငယ်အမျိုးသမီးတဦးဖြစ်တယ်။အဲ့ဒါကြောင့်မို့လူငယ်နဲ့အမျိုးသမီးတွေလက်ရှိခံစားနေရတဲ့ပြဿနာတွေအခက်အခဲတွေကိုတော့ကျမအများအဖြစ်ကိုယ်တိုင်ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မယ်လို့ကျမယုံကြည်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့ကျမတို့လူငယ်တွေအခုလက်ရှိခံစားနေရတဲ့ဒီအလုပ်ကိုင်ရှားပါတဲ့ပြဿနာကျမတို့တဘာဝပြီးအနေနဲ့ဆိုင်ရာပြဿနာတွေကိုကျမအနေနဲ့ဒီမူဝါဒခိုင်ခိုင်မာမာယူဆွဲရမယ်။တကယ်လို့ကျမကဒီတောင်ကြီးမြို့နယ်ပြည်နယ်မဲဆန္ဒနယ်အမတ်တကနေပြီးတော့မှကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံခဲ့ရမယ်ဆိုရင်မဲဆန္ဒနယ်မှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေပြဿနာတွေကိုကျမတို့ကနေတစ်ဆင့်တင်ပြပေးပြီးတော့မှဒီအတန်တွေကိုကျမတို့ကဖော်ထုတ်ပြရှင်အဖြစ်ကျမတို့ရဲ့အခွင့်အရေးတွေကျမတို့လက်ရှိလိုအပ်နေတဲ့လိုအပ်ချက်တွေအကျိုးစီးပွားတွေကိုကျမတို့ဖော်ဆောင်ပေးနိုင်မယ်လို့ကျမယုံကြည်ပါတယ်။အဲ့အတွက်ကြောင့်မို့ကျမတို့ရွေးချယ်မယ်ဆိုရင်ကျမတို့ပြည်နယ်မှာလက်ရှိဖြစ်ပေါ်နေတဲ့လိုအပ်ချက်တွေပြဿနာတွေကိုကျမဖြေရှင်းပေးနိုင်မယ်ဥပဒေတွေမူဝါဒတွေကိုကျမဖော်ဆောင်ရပါမယ်ရှင်။